လူတိုင်းကိုအကြောင်းအရာအလုံးမပြောပြနဲ့ရန်သူကိုပညာပေးနေမိမှာစိုးတယ်အပြုံးတွေနဲ့ကောင်းသောစကားတွေရဲ့နှောက်မှာရည်ရွယ်ချက်အစစ်တွေကိုဖုံးကွယ်ထားတတ်တဲ့ဒီလောကမှာလူတိုင်းကိုတင်းရဲ့အတွေးတွေအစီအစဉ်တွေပြဿနာတွေကိုရှေ့ဆုံးတန်းကနေထိုင်ကြည့်ခွင့်ပေးစရာမလိုဘူးဆိုတာမေ့လွယ်တတ်တယ်လူတွေကိုကြည့်ယုံပါတခါတရံတင့်အတွက်ဝမ်းသာနေတယ်လို့ထင်ထားတဲ့လူတွေကတကယ်တော့သတင်းတွေကိုတိတ်တဆိတ်ဆုဆောင်ပြီးတင့်ကိုပြန်တိုက်ခိုက်ဖို့အချိန်ကောင်းကိုစောင့်နေကြတာမျိုးရှိတယ်ဉာဏ်ပညာဆိုတာတင်သိတဲ့အရာတွေကိုပဲပြောပြတာမဟုတ်ဘူးဘယ်အချိန်မှပြောရမလဲအရေးကြီးဆုံးကဘယ်အချိန်မှနှုတ်ပိတ်နေရမလဲဆိုတာသိတာပါတင့်စိတ်ကိုအိမ်မက်တွေကိုယတနာလိုလုံခြုံအောင်ထားပြီးနှောက်လုံးမဲ့အရာကိုစလုပ်ပြီးမှပြောပြပါနားထောင်သူတိုင်းမိတ်ဆွေမဟုတ်ကြဘူးမေးခွန်းတိုင်းကလည်းစိတ်ကောင်းနဲ့မေးတာမဟုတ်ကြဘူးတင့်စိတ်ငြိမ်းချမ်းမှုကိုကာကွယ်ပါတင့်လမ်းကြောင်းကိုကာကွယ်ပါအများကြီးပြောပြမိရင်တင့်ရဲ့စွမ်းအားကိုမသိလိုက်ပဲစွန့်လွတ်ပေးမိနိုင်တယ်ကိုဆိုးတာကတင့်ကိုရှုံးစေခြင်းတဲ့လူရဲ့လက်ထဲတင့်စွမ်းအင်ကိုလွဲပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်